Hello, Mingla.ကျွန်တော်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ TikTok account ကိုတခြားသူတွေဘယ်သူဝင်သုံးနေလဲဆိုတာကိုဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားပါမယ်။မိတ်ဆွေတွေကကိုယ့်ရဲ့ account ကိုစစ်ဆေးပြီးသွားတဲ့အချိန်မှာတခြားဖုန်းတစ်ပိုက်မျိုးစားတွေတခြား account တွေ login ဝင်လာတာမျိုးတွေရှိခဲ့ရင်ကိုက log out လုပ်ပေးလိုက်ပါ။ကိုက log out လုပ်ထားပြီးရင်တခြားဖုန်းတစ်ပိုက်မျိုးစားတွေကထပ်ပြီးဝင်သုံးနေအောင်မယ်ဆိုတော့ကိုယ့်ရဲ့ account ကို password သိပြန်ချိန်လိုက်ပါ။ two step မခံသေးဆိုရင်လည်း two step ကိုခံရပါ။ two step ခံနေမိတဲ့ရဲ့တွေလည်းကျွန်တော်အရင်ဗီဒီယိုမှာ two step ခံနေဗီဒီယိုတင်ပေးထားပါတယ်။အဲ့မှာတက်ကြည့်လဲရပါတယ်။ဒါမှသာလည်းမိတ်ဆွေတွေရဲ့ account ကိုပို့ပြီးလို့ကျွန်တော်စိတ်ကြစေပါပါခင်ဗျ။အရင်ဆုံး TikTok တော့အရင်ဝင်လိုက်ပါခင်ဗျ။ TikTok ထဲဝင်ပြီးသားပြီဆိုလို့ရှိရင်အပေါ်ဆုံးကမြင်းသုံးချောင်းနဲ့ setting လေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာရပြီဆိုလို့ရှိရင် setting and privacy ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာရပြီဆိုလို့ရှိရင် security and permission ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာရပြီဆိုလို့ရှိရင် manage device ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအပေါ်ဆုံးလေးမှာပေါ်နေရတော့ကိုဖုန်းရဲ့ device မျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျအောက်ဆုံးမှာပေါ်နေတဲ့ဖုန်း device မျိုးစားတွေကတော့တခြားဖုန်း device မျိုးစားတွေပဲဖြစ်ပါတယ်အဲ့ဒီဟာတွေကို log out လုပ်ပေးလိုက်ပါမယ်တခြားဖုန်း device မျိုးစားတွေကို log out လုပ်မယ်ဒါမှမဟုတ်ဖယ်ရှားမယ်ဖြတ်မယ်ဆိုလို့ရှိရင်ဒီဘက်ကညာဘက်က delete ဆိုတဲ့အမှိုက်ပုံးလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီနေရာရပြီဆိုရင် remove ဆိုတာလေးကိုနှိပ်လိုက်ပါ